ဒီကျောင်းကအရန်ထူးဆန်းတဲ့ကျောင်းတစ်ကျောင်းဖြစ်တယ်ဘယ်သူမှအယောင်ပါတဲ့အဝတ်စားတွေဝတ်ခွင့်မရှိဘူးအရာအားလုံးကအနက်နဲ့အဖြူပဲဖြစ်ပြီးပျော်ရွှင်မှုဆိုတာလုံးဝပျောက်ကွယ်သွားတယ်လို့ထင်ရတဲ့တနေ့မှာတော့ကျောင်းကိုမိန်းကလေးအသစ်တစ်ယောက်ရောက်လာခဲ့တယ်သူမကအနီရောင်နှကန်းညီဆိုထားပြီးစာသင်ခန်းထဲဝင်လာကတိတ်တဆိတ်ထိုင်လိုက်တယ်အတန်းဖော်အားလုံးကသူမကိုစီးမြင့်ကြီးတစ်ခုချိုးဖောက်လိုက်တယ်လို့မျက်လုံးပြူးကြည့်နေကြတယ်မကြခင်မှာပဲကျောင်းအုပ်ကြီးကဒီအကြောင်းကိုသိသွားတယ်ဒေါသထွက်သွားတဲ့သူကမိန်းကလေးရဲ့နှကန်းညီကိုသိမ်းယူလိုက်တဲ့အဖြစ်ပေးတဲ့အနေနဲ့သူမကိုနေပူထဲမှာမတ်တက်ရက်ခိုင်းခဲ့တယ်ဒါအပြင်ကျောင်းစီးမြင့်55ချက်လုံးကိုအလွတ်ကျက်မှတ်ဖို့အမိန့်ပေးခဲ့တယ်ဒါပေမဲ့မိန်းကလေးကမကြောက်ခဲ့ဘူးစီးမြင့်စာအုပ်ကိုဖတ်ရင်းရေမောနေခဲ့တယ်ထို့နောက်လူအားလုံးရှိမှာပဲစီးမြင့်စာအုပ်ကိုမီးရှို့ပစ်လိုက်တဲ့ဒါကိုမြင်လိုက်ရတဲ့ကျောင်းအုပ်ကြီးကအလွန်အားသင့်သွားတယ်သူမကိုအခန်းတစ်ခန်းထဲမှာပိတ်ထားလိုက်ပြီးစပီကာတွေကနေကျောင်းစီးမြင့်တွေကိုအထက်ထက်အခါခါအတန်ကျဲကျဲနဲ့ဖွင့်ထားစေတယ်ဘယ်သူမဆိုစိတ်နှောက်ယှက်ဖြစ်လောက်တဲ့အထိအတန်ကျဲလုံးနေတာပေမဲ့နောက်တစ်နေ့မှာတော့မိန်းကလေးကဘာမှမဖြစ်ခဲ့တယ်လို့ကျောင်းကိုပြန်လာခဲ့တယ်ဒီတစ်ခါမှာတော့သူမရဲ့စပင်မှာအစိမ်းရောင်ဖဲကျိုးတစ်ချောင်းစီးထားတယ်လူတိုင်းအံ့ဩသွားကြတယ်ကျောင်းအုပ်ကြီးကသူမကိုထပ်မံဖမ်းမိပြန်တယ်ဒီတစ်ခါတော့သူမကိုအလင်းရောင်ပြင်းပြင်းနဲ့ပြည့်နေတဲ့အခန်းထဲမှာပိတ်ထားပြီးကြောက်လန့်စေဖို့ကြိုးစားတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့မိန်းကလေးကဒီထက်ပိုပြီးရဲရင်နဲ့လှုပ်ရက်တစ်ခုလှုပ်လိုက်တယ်သူမရဲ့စပင်ခုလုံးကိုအယောင်ဆိုးပစ်လိုက်တာပဲဖြစ်တယ်အဲ့ဒီချိန်ကစပြီးကျောင်းသားတွေကအတွေးခေါ်ပြောင်းလဲလာကြတယ်သူတို့ယုံကြည်ထားတဲ့စီးမြင့်တွေဟာထင်တယ်လို့မကြောက်စရာမဟုတ်ဘူးဆိုတာနားလည်လာကြတယ်သူတို့ရဲ့ကြောက်ရွံ့မှုတွေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်ပထမဆုံးအကြိမ်ဖြစ်ကျောင်းသားတွေရဲ့မျက်နှာပေါ်မှာစစ်မှန်တဲ့အပြုံးတွေပေါ်လာခဲ့တယ်ဒီတစ်ခါတော့ကျောင်းအုပ်ကြီးကပုံမပြင်းထန်တဲ့အပြစ်ဒဏ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အခုချိန်မှာမိန်းကလေးကတယောက်တည်းမဟုတ်တော့ဘူးကျောင်းသားအားလုံးကသူမဘက်မှာရက်တီပေးခဲ့ကြတဲ့နောက်ဆုံးမှာတော့ကျောင်းအုပ်ကြီးဟာလက်လျှော့လိုက်ရတဲ့နှစ်ပေါင်းများစွာတည်ရှိနေခဲ့တဲ့ကြောက်ရွံ့မှုတွေဟာအခိုက်အတန့်တစ်ခုအတွင်းမှာပဲပြိုကွဲပျက်စီးသွားခဲ့တယ်